တင်ဘဝမှာအမြဲတမ်းသူများအလိုကိုကြီးလိုက်လျောနေရလို့ကိုယ်ပိုင်ချိန်နဲ့ကိုယ်ပိုင်ဘဝဆိုတာပျောက်ဆုံးနေပြီလို့ခံစားနေရလားတစုံတစ်ယောက်ကိုဟင်းအင်းလို့ညှင်းလိုက်ရင်တကူကောင်းဆိုင်ရာကြာသွားမလားသူများတွေကိုယ့်ကိုမုန်းသွားမလားဆိုပြီးအမြဲတမ်းအာနာစိတ်တွေအကြောက်တရားတွေနဲ့အသက်ရှင်နေရပါသလားတကယ်လို့တင်ကိုယ့်ဘဝကိုကိုယ်တိုင်ပြန်လဲထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးနေတယ်လို့ခံစားနေရရင်တော့ဒီနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့စာအုပ်လေးကသင်ဘဝကိုအမှန်တကယ်ပြောင်းလဲပေးနိုင်မှာအသေးချပါပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ booklet ကနေကြိုဆိုပါရစေဒီနေ့မှာလူပေါင်းများစွာရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ကမ္ဘာကျော်ရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့ Boundary ဆိုတဲ့စာအုပ်ကိုအခန်းဆက် review လုပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့စာအုပ်နဲ့စာရေးသူတွေအကြောင်းကိုအရင်ဆုံးမိတ်ဆက်ပေးကြပါမယ်ဒီစာအုပ်ကိုရေးသားခဲ့တဲ့သူတွေကတော့အမေရိကန်နိုင်ငံကကမ္ဘာကျော်စိတ်ပညာရှင် psychologist ကြီးနှစ်ဦးဖြစ်ကြတဲ့ဒေါက်တာ Henry Cloud နဲ့ဒေါက်တာ John Townsend တို့ပဲဖြစ်ပါတယ်သူတို့နှစ်ဦးကဆယ်စုနှစ်များစွာတိုင်အောင်လူပေါင်းတန်းချီရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဆက်ဆံရေးပြဿနာတွေကိုလက်တွေ့ကုသပေးခဲ့တဲ့ပညာရှင်တွေပါပဲသူတို့ဟာသူတို့ရဲ့ဆေးကန်းတွေဆေးရုံစီစဉ်တွေနဲ့တီနော်ဖလှယ်ပွဲတွေကနေတဆင့်လူတွေရဲ့မိသားစုပြဿနာတွေအိမ်အောင်ရေးအခက်အခဲတွေနဲ့ကိုယ်ရေးကိုယ်တာစိတ်ဖိစီးမှုတွေကိုဖြေရှင်းပေးတဲ့နေရာမှာအလွန်ကိုနာမည်ကြီးပါတယ်ဟုတ်ပြီကျွန်တော်တို့ Boundary ဆိုတဲ့စာအုပ်ကဘာအကြောင်းကိုအဓိကပြောထားတာလဲဆိုတာကိုဆက်ပြီးနားထောင်ကြည့်လိုက်အောင်စာရေးသူတွေကနယ်နိမိတ် boundary ဆိုတာကိုကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးတဲ့ Chanzio property lines လေးတွေလို့တင်စားထားပါတယ်။စာရေးသူတွေကနယ်နိမိတ်ဆိုတာငါကဘာလဲငါကဘာမဟုတ်ဘူးလဲဆိုတာကိုရှင်းရှင်းလင်းလင်းခွဲခြားသတ်မှတ်ပေးတဲ့အရာတွေဖြစ်တယ်။အရေးကြီးဆုံးကတော့နယ်နိမိတ် boundary ဆိုတာကိုယ့်ဘဝတွေကိုအကောင်းတွေကိုပဲဝင်ပေးပြီးတော့အဆိုးတွေဝင်မလာနိုင်အောင်အပြင်မှာတားဆီးထားဖို့ကူညီပေးတဲ့အရာတွေဖြစ်တယ်လို့ဆိုပါတယ်ဒီစာအုပ်ရဲ့အဓိကပေးခြင်းတဲ့ကိုယ်မစိတ်ကတော့ဘယ်အချိန်မှအင်းလို့ပြောမလဲကိုယ့်ဘဝကိုပြန်လဲထိန်းချုပ်နိုင်ဖို့ဘယ်လိုဟင့်အင်းလို့ပြောရမလဲ Want to say yes how to say no to take control of your life ပဲဖြစ်ပါတယ်စာရေးသူကလူတော်များများကဟင်အင်းလို့ညင်းရမှာကြောက်တယ်ဒီလိုညင်းလိုက်ရင်တမန်ကျန်းစာနဲ့မညီဘူးတကူကောင်းဆိုင်ရာကြတယ်လို့အထင်မှားတတ်ကြလိမ့်ရှိတယ်လို့ဆိုပါတယ်ဒီစာအုပ်ကအဲ့ဒီလိုအထင်မှားမှုတွေကိုတမန်ကျန်းစာအခြေခံတွေလက်တွေ့စိတ်ပညာတာရကတွေနဲ့ရှင်းလင်းပေးထားပြီးမှန်ကန်တဲ့နယ်နိမိတ်ဆိုတာဘုရားသခင်ပေးထားတဲ့ကိုယ့်ဘဝကိုတာဝန်ယူစီမံခန့်ခွဲခြင်းဖြစ်တယ်ဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့သင်ကမိသားစုမှာဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်အိမ်အောင်ရေးမှာပဲဖြစ်ဖြစ်နယ်နိမိတ်တွေပျောက်ဆုံးပြီးစိတ်ဖိစီးနေတယ်လို့ခံစားနေရရင်တော့ဟော်ရီ Boundary စာအုပ် review CD လေးကသင်အတွက်ဖိုးတန်ဆုံးလက်ဆောင်တစ်ခုဖြစ်လာမှာအသိကြပါပဲကျွန်တော်တို့ channel ကနေဒီစာအုပ်ရဲ့အခန်းတစ်ခန်းချင်းစီမှာပါဝင်တဲ့လက်တွေ့အသုံးကျလှတဲ့သင်ခန်းစာတွေကိုအပိုင်းဆက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်လို့ဘလွတ်တန်းကြည့်ရှုနားဆင်နိုင်အောင်အခုပဲကျွန်တော်တို့ channel ကို like and subscribe လုပ်ထားဖို့အတိလေးပေးပါရစေကိုဘွားကိုမှန်ကန်စွာပိုင်ဆိုးနိုင်တဲ့နယ်နိမိတ်ခီးစဉ်ကြီးကိုအတူတူစတင်လိုက်ရအောင်